အားလုံးပဲမင်္ဂလာပါခင်ဗျာ Via the Channel ကနေကြိုဆိုလိုက်ပါတယ်အခုလိုဖြစ်မှန်တရေဇာတ်လမ်းလေးကိုစဉ်စမပြတ်နားထောင်နိုင်မှုအတွက် Channel လေးကို Like and Subscribe လုပ်ထားပေးပြီးဘေးရ Notification ခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာဒါဆိုရင်တော့ထုံးစံတိုင်းဇာတ်လမ်းလေးကိုစလိုက်ရအောင်ပါမနွေနီးဆိုတာကငယ်ငယ်လေးကရက်ွက်ထဲမှာနာမည်ကြီးဟိုးလေးတကြောကြောဖြစ်ခဲ့တဲ့သူအခုလူလက်ပိုင်းယူရည်လဲအရက်တဲကလူတွေပါဇက်ပြားမှာသတင်းလူရောအတင်းလူရောရှိနေသေးတဲ့မျိုးသမီးတစ်ယောက်မနွေနီ15နှစ်သမီးရွယ်ကလေးကရေးစားနောက်ခိုးရလိုက်ပြီးလို့ငငယ်ရွယ်နဲ့အိမ်အောင်တဲ့ဘဝရောက်ခဲ့တယ်။နှစ်ဖက်မိဘတွေကလည်းငွေကြီးအဆင်ပြေတဲ့ထဲမှာပါတော့နွေနီတို့ကိုဖြစ်ချင်တာဖြစ်ဆိုပြီးပြစ်ထားလိုက်တော့တာပေါ့။ကလေးသားသားအိမ်အောင်တဲ့ဘဝနဲ့ဒုက္ခတွေတလေကြီးရောက်တာပေါ့။ပြီးတော့စိတ်ကစားတဲ့အရွယ်မှာမရေရာတဲ့အချက်ကိုအရာရာလို့ထင်ပြီးဇွတ်နှစ်မိုက်ခဲ့တဲ့အိမ်အောင်ကြီးဆိုတော့အချိန်ကြာကြာမတည်မြဲခဲ့ပါဘူးအိမ်အောင်သား2နှစ်လောက်မှာပဲမနွေနီရဲ့အမျိုးသားကသူ့ထက်အသက်ထဝမကကြီးတဲ့မျိုးသမီးနဲ့ဖောက်ပြန်ပြီးထွက်ပြေးသွားခဲ့တယ်အစိုးရကအကောင်းအနေနဲ့ကလေးမရှိခဲ့တာပဲကံကောင်းတယ်ပြောရမှာပေါ့အိမ်အောင်ပြတ်ခဲ့ရတာကိုမနွေနီဘလို့မှမခံစားရပါမယ်အသက်ငယ်ငယ်နဲ့တခုလက်ဘဝရောက်ခဲ့လို့ပဝင်းကြီးရဲ့ထိုးနှက်မှုတွေကိုတော့အများကြီးခံစားခဲ့ရတယ်။ကိုမမပါပဲဒီလိုဖြစ်ခဲ့ရပြီမဲ့တခုလဲဆိုရင်တာမန်ထက်တစ်ဆင့်နှိမ့်နေတယ်လို့အယူဆမျိုးလူတွေရဲ့ကောင်းထဲမှာတန်မိုးဆွဲရိုက်တယ်လို့ရိုက်သွင်းခံထားရတဲ့ခဲ့ချိန်ခါဆိုတော့ပဝင်းကြီးနဲ့မကပဲမိသားစုဆွေမျိုးတွေကပါဝိုင်းပြီးအထင်သေးနှိမ့်ချခံခဲ့ရတာလေအလူလေပေါ့။အဲဒီလိုနဲ့ပဲမနွေနီဟိုဒီဆက်သွယ်တွေနဲ့ရန်ကုန်တက်ပြီးအလုပ်လုပ်တယ်။ကိုမသိတဲ့ပဝင်းကြီးမှာတော့မနွေနီနည်းနည်းလေးအသက်ရှူချောင်ခဲ့တယ်။လောက်ရတာလည်းအလှပြန်ဆိုင်မှာဆိုတော့လှလှပပနနူးရွရွလေးနေခွင့်ရခဲ့တယ်။နေစီစားစီငိမ့်နေပြင်လာစာဘာစနဲ့ကြီးတွေနဲ့ဧည့်သည်တွေပေးတဲ့မဘိုးပေါင်းရင်တလားတော်တော်လေးရတယ်။သားသမီးချင်းတူတူတော့တခုလမ်းဆိုပြီးနှိမ်ငဲကျင်ခဲ့ကြတဲ့မိဘတွေကလည်းမနွေနီဘက်ကထောက်ပံ့နိုင်လာတဲ့ချိန်မှာတော့အရင်အားနဲ့မတူတော့ဘူး။မနွေဒီကလည်းမိဘကိုတော့အတော်လေးချစ်တဲ့သူမလို့လာတိုင်းလာစာတွေကနေကိုယ့်အတွက်မဘိုးလောက်ပဲခြံပြီးအိမ်ကိုပတ်စံပြန်ပို့တယ်။ပတ်စံပို့ပြီးတဲ့ချိန်မိဘတွေကဖုံးဆက်ပြီးချီကျူးကြစုရီပေးကြနဲ့အတန်ကြားရတာနဲ့တင်မနွေနီကျေနပ်နေပြီ။နောက်ပိုင်းဆိုင်ရှင်ကဆိုင်ခွဲပွင့်ပြီးမနွေနီကိုဦးစီးခိုင်းတော့မနွေနီဘဝအဆင်ပြေတဲ့ပြေလာခဲ့တာပေါ့။ပြည်သမားလည်းကိုယ့်အတွက်မချမ်းပဲမိသားစုအတွက်ပဲဖြစ်ခဲ့တယ်။မြေတာတပ်ဝင်လို့လက်ထပ်ဖို့အထိကမ်းလှမ်းခဲ့တာတွေရှိပေမဲ့လည်းမနွေနီမိသားစုကိုငဲပြီးအိမ်တော်မပြူခဲ့ဘူး။အဲဒီလိုနဲ့ဆယ်စုနှစ်တခုကျော်2ခုနီးပါးထိမနွေနီရန်ကုန်မှာကျင်လည်အလုံးလုံးရင်ကန်ဆိုးတဲ့တလဲရောက်လာပြန်တယ်။တိန်ကင်ဆာဖြစ်လို့တိန်ထုတ်ပြပြီးနောက်ပိုင်းလူကအရင်နဲ့မတူပဲချူချူချာချာဖြစ်လာတာနဲ့ရန်ကုန်မှာဆက်မနေပဲနေကိုပြန်တယ်။အဲဒီချိန်နေမှာမိသားစုကမနွေနီကျေးဇူးနဲ့တဲဘုတ်တအိမ်ကနေပြင်တော်အိမ်ကြီးအိမ်ကောင်းနဲ့ဖြစ်နေပြီ။အငယ်တွေကလည်းမနွေနီပတ်စံနေနဲ့ပဲဆယ်တန်းအောင်ကြပြီးလူတစ်လုံးသူတစ်လုံးဖြစ်ဖို့ကြိုးစားနေကြပြီ။မနွေနီကတော့အရင်ကတည်းကရသမျှအကုန်လေးပါအိမ်ကိုပို့တဲ့ပြင်လှူခြင်းလို့ချစ်ကုပ်ဆူထားတဲ့ရွှေစာလေးတွေကလည်းဆေးကုလို့ကုန်တလောက်ဖြစ်နေပြီ။နေပြန်လာတဲ့ချိန်လက်ထဲမှာပတ်စံ9000နဲ့ငကက်တရံပဲပါတော့တယ်။မိသားစုနဲ့ပြန်နေတဲ့ချိန်မှာအစာပိုင်းတော့အဆင်ပြေမလို့ပေမဲ့တကယ်တမ်းမပြေခဲ့ဘူး။အရင်လိုဝင်မရှိတော့မိဘတွေကအစာမကြည့်ပြူရင်ကြဘူး။အရင်ကတခုခုဆိုသူတို့အတွက်တင်မကသူတို့သားသမီးတွေအတွက်ပါနွေနီနေအောင်မကပါလို့ကျွန်တော်နင့်တူလေးကပါလို့ကျွန်တော်လှမ်းပူစားတတ်တဲ့အကူကလည်းမနွေနီကိုရွှန်းရှားစရာသတော်ဝါတကောင်လိုကြည်လာတယ်။မောင်ငယ်တွေကလည်းအငယ်ဆုံးတစ်ယောက်ကလွင်အခြားသူတွေကမနွေနီပေါ်လေးစားမှုမရှိကြတော့ဘူး။ရက်ွက်ထဲမှာလည်းမနွေနီကိုတပုတ်လေတွင်ဝိုင်းပြောလာကြတယ်။ဒီမိန်းမရန်ကုန်မှာမကောင်းတာလှုပ်ရှားခဲ့တာလေ။ဘလောက်တောင်ကမြင်းလို့တိမ်မှာထုတ်ပစ်ထားရတယ်မသိဘူးဆိုပြီးမဟုတ်တာတွေနဲ့ဆွဆွဲချိုးနေကြတယ်။မဒီနာမလဲငယ်ရွယ်တဲ့ချိန်မှာမှားဦးခဲ့ပေမဲ့အမားကနေသင်ခန်းစာယူကောင်းကောင်းမွန်မွန်စူးစမ်းရှင်းသန်ခဲ့တဲ့သူကိုဒီအမားထဲမှာပိတ်လောင်ထားပြီးဖောင်ခတ်ကြည့်ကြရင်အထင်သေးမြဲသိကြပြန်တယ်။မိသားစုကလည်းမနွေနီကြောင့်ပဲသူတို့အဆက်ရနေရသလိုပြောကြပြန်တယ်။ဒီလိုနဲ့ဝင်မရှိရင်မပြတ်တဲ့နေထားမှာမနွေနီနဲ့ကြောင်းပြီးရက်ွက်အလဲ
လမ်းသုံးခွဆုံနေရာမှာကွန်းရဆိုင်ဖွင့်တယ်ရက်ွက်တွေကိုဝင်ထွက်ဘဲသွားဒီသုံးခွဆုံကနေဖြတ်ရတာဆိုတော့နေရာကချက်ချာချသလိုဖြစ်ပြီးဈေးရောင်းကောင်းတယ်ရန်ကုန်မှာနေမတိလေမတိနေလာရတဲ့သူမလို့မနွေနီကတော်တော်လေးသွေးမွေးရှိပြီးလှနေစေဆိုတော့ဆိုင်ကလူစီတယ်ယောက်ျားလေးဖောက်တဲ့အများစုရှိတဲ့နေရာဆိုတော့ထုံးစံတိုင်းအရက်ထဲမှာအပုပ်ပွားပြောခံရတာပေါ့ဒါပေမဲ့ကိုမမောင်းလမ်းမအောင်မဲနေရင်ဘေးစကားတွေကိုလစ်လို့ရှုပြီးနေလိုက်တယ်မိသားစုတွေကလည်းမနွေနီရဲ့ကွန်ရဆိုင်ကအလုပ်ဖြစ်လာတဲ့အခါပြီးသမျှတော့မငင်းမပြုတ်ဝဲယူနေပေမဲ့မနွေနီကိုယောက်ျားတယောက်ယုံနဲ့ဈေးရောက်နေရတဲ့သူမလို့ဆိုပြီးကျင်းဝပြပြတဲ့ပြက်သားလို့ဆက်ဆံစေပဲအဲ့ဒီလိုနဲ့ဖြစ်သမျှဖြစ်စိုးတွေကားစီခံရင်ရုံးကန်ရှင်ကန်လာခဲ့ပေမဲ့မျက်နှာသားမပေးတဲ့ကံကြမ္မာကမနွေနီပေါ်အဆုံးစွန်တီရက်ဆက်ခဲ့တယ်နေကင်းကြောင်တောင်ချင်းလင်းလင်းထင်းထင်းလူလေကောင်းမှာပဲမနွေနီအသက်ခံခဲ့ရတယ်အသက်ခံရတဲ့အကြောင်းရင်းကမနွေနီဆိုင်မှာအမြဲအားပေးနေကြကိုတူးဆိုတဲ့သူရှိတယ်ကိုတူးမိန်းမကကိုတူးကိုရန်ဖြစ်တိုင်းမနွေနီနဲ့ဖောက်ပြန်နေပါတယ်ဆိုပြီးဆွဆွဲအော်ဟစ်နေတတ်တာရန်ဖြစ်ပြီးလို့ကိုတူးအိမ်မော်ကဆင်းရင်လဲတငုံငူတရဲနဲ့အယူတစ်ပိုင်းလိုဖြစ်တာကရက်ကြော်ရွာတော့နောက်ဆုံးအဲ့ဒီမိန်းမရဲ့မောင်ရသမားကအမဖြစ်သူဒီလိုဖြစ်နေရတာတွေကမနွေနီကြောင့်ဆိုပြီးလူကြားထဲမှာမနွေနီကိုဖာတယ်မလို့တွင်ဆဲဆူရိုက်နေပြီးလဲဘင်းကိုကျိုးနဲ့ညှက်တက်ခဲ့တာလူပုံလဲမှာမနွေနီခမကဲပါအောင်ကဲကြပါအောင်လို့တစားစားអော်ပေမဲ့ကူမဲပြင်မဲသူတယောက်မှမရှိပဲအရသမားလက်ထဲမှာမချိမဆန့်အသက်ဆုံးသွားခဲ့ရရှာတာမနွေနီတယောက်မျက်လုံးမြူးရှာထွက်နဲ့တပြေးပြေးငြိမ်ကျသွားပြီမဲ့မလို့သေးပဲစိတ်ရှိတိုင်းကျိုးနဲ့အသက်ကုန်ဆက်ညင်ရင်နောက်ဆုံးပြစ်ချပြီးလွတ်လိုက်တဲ့အချိန်ကြတော့လေအားကုန်ကန်ကြောက်သွားသေးတယ်ဘဝမလာတဲ့တနာစရာမနွေနီတယောက်မရှုမလားတေပွဲဝင်ခဲ့ရတာပေါ့ဒီလိုနဲ့ပဲဝေကျွေးကြီးလို့နဲ့မနွေနီကမတရားစွာနာချင်းချင်းသက်ဆုံးနေသည့်ဝေကျွေးဆက်ခဲ့ရပြီးအရသမားကတော့လူသက်မှုနဲ့ထောင်ကျသွားတယ်ဒါပေမဲ့အစိမ့်တွေလည်းဖြစ်တဲ့အပြင်ခံပြင်းစရာကောင်းတဲ့ဖြစ်နေအသက်ခံခဲ့ရတဲ့မနွေနီကမကြုတ်ဘူးရဆက်ကို၆တာအိမ်မှာညဘက်ဆိုမနွေနီကန်ထဲကနေခြေတန်းစကားပြောတန်းတချင်းညီတန်းငိုတန်းတနေ့တစ်မျိုးမရိုးရအောင်ကြားရတယ်ညကြတော့အခန်းပေါက်စီတကားလိုက်ခောက်ပြီးမအိပ်ရအောင်ခြောက်တယ်မနွေနီရဲ့အမေဆိုတရေနိုးတဲ့အချိန်အိပ်ရာချေရင်မှာပစစ်တုပ်လက်ထောက်ပြီးသပင်ဖားရနဲ့ခေါင်းငုံနေတဲ့မနွေနီကိုတွေ့ပြီးအော်ရာမခေါင်းမပွင့်မတက်ပဲပြီးတော့မနက်စောပိုင်းကြီးဆိုရင်အရင်ကမနွေနီအိပ်ရာထားနေကြချိန်အပေါ်ရက်ကနေဆင်းသွားတဲ့ခြေတန်းရေကန်မှာမျက်နှာတက်နေတဲ့အတန်းနေအိမ်သာတကားဖွင့်နေပိတ်တဲ့အတန်းနေပြီးတော့ကွန်းချနေထားတဲ့ဘက်မှာလှုပ်ရှားနေတဲ့အတန်းခြံထဲကနေခြေတန်းတစ်ချက်နဲ့ထွက်သွားတဲ့အတန်းမျိုးတွေနေတိုင်းဒီပါကိုကြားရတာအိမ်မှာလဲအိမ်မမလို့ချောက်တယ်လို့ကွန်းရဆိုင်ဝင်းချင်းမှာလဲမတိမတာရောတိတိတတာရောချောက်တယ်ရက်ွက်ထဲမှာပထမဆုံးသတင်းထွက်တာကစိုက်ကားသမားကိုလွင်ကညဆိုသူမိမမချိုကိုညာဈေးမှာသွားကြိုရတယ်မချိုကညာဈေးကတရုတ်ထမင်းကျော်ဆိုင်မှာလှုပ်တာမလို့ည10နာရီကျော်မှပြန်ရတာဒီတော့ကိုလွင်ကစိုက်ကားနဲ့သွားကြိုပေးရတယ်အဲ့ဒီနေ့ညကထုံးစံအတိုင်းည10နာရီခွဲလောက်မှာကိုလွင်ကမချိုကိုကြိုပြီးပြန်လာတာပေါ့မနွေနီရဲ့ကွန်းရဆိုင်နာရောက်တော့အပုံးငန်ရော်တဲ့စိမ့်ရွှင်အနံ့ကြီးစရလာတယ်မချိုကနှာခေါင်းရှုံရှုံလုံးရင်ကိုလွင်ရှင်အနံ့ရလားအေးရတယ်ကျွတ်တီပုံနဲ့နေမှာပေါ့ဟာမဟုတ်ဘူးဒီနံ့ကျုပ်တည်တယ်လူတီပုံနဲ့ကျုပ်ဖွားခင်လာဆုံးတော့ကဒီနံ့မယ်နွေရာသီအလောင်းကို3ရက်ထားတော့အလောင်းကအရေးတော်တော်ကြပြီးပုတ်တာအဲဒီတော့အနံ့နဲ့အတူတူပဲလူတီပုံနဲ့တော့နင်ကလည်းပောက်ကြရဟာဘယ်ကလူတွေရှိလို့လူတီပုံနဲ့ရမှာလဲအဲ့ဒီချိန်ဒီမာလေးဆိုပြီးနီနီကကပီပီသက်သက်ကြီးနဲ့အတန်ထွက်လာတော့ကိုလွင်ရောမချိုပါခါးရီမပြီးမျက်လုံးတွေပြူးသွားတယ်အတန်ကကိုလွင်ကျော်ဘက်နောက်ကျောကနေလာနေတာဆိုတော့ကိုလွင်ကလက်မကြည့်ရဘူးမချိုကတော့ကြောက်လဲကြောက်တစ်ဖက်မှာလည်းတယောက်များစသလားနောက်သလားဆိုပြီးမဝင်မရဲနဲ့ဇက်လေးဆောင်ပြီးငဲ့ကြည့်တာအမလီအနောက်ကတက်သားကုံပေါ်မှာတမြင်ဝေးထားရင်လိုက်လာတဲ့မနွေနေကြီးတေတုံးကလိုပဲ7နီဖော်လန်ချပြီးမျက်လုံးပြူကြီးနဲ့မျက်နာကလည်း
အညိုမဲတွေနဲ့ဖူးရောင်ပြားနှမ်းပြီးဝမ်းနေနေတယ်လို့မျက်နှာပေးနဲ့မချိုစိုက်ကြည့်နေတာဘလို့ပဲဝမ်းနေနေတယ်လို့ပုံစံလို့ပြောတရေဆိုတော့ကြောက်တာပေါ့ဒီတော့မချိုခမအမလီတန်မဆုံးခင်မှာပဲစိုက်ကားပေါ်ကနေလွှားကနေခုံဆင်းပြီးပြေးတော့တာပဲမချိုဆင်းပြီးတော့ကိုလင်ကလည်းဘာများလဲဆိုပြီးအလံတကြားနဲ့နောက်ကိုလှည့်ကြည့်တာအနီးကကြီးမောကြည့်နေတဲ့တရေမမနွေနီကိုတွေ့တော့အော်ရောင်းမအော်နိုင်မဲ့စိုက်ကားကြီးထားခဲ့ပြီးပြေးရပြန်ရောနောက်တစ်ခါကျတော့ကိုတူးရဲ့မိန်းမကြုံတာအဲ့ဒီညကကိုတူးကဘောလုံးပွဲကြည့်ပြီးမိုးချုံမှအိမ်ကိုပြန်တယ်ကိုရကုံရှေ့ရဖြတ်တဲ့အချိန်ကျတော့ကိုတူးစိတ်ထဲအပြစ်ရှိသလိုခံစားရတာအမှန်ပဲမိန်းမဖြစ်သူတန်တရာလွန်ခဲ့ဆွဆွဲခဲ့တာနဲ့စားပြူပြီးလူတစ်ယောက်အသက်တရည်ဖြစ်သွားခဲ့တာဆိုတော့စိတ်ထဲလိပ်ပြတော့မလုံးဘူးပေါ့ကိုရဆိုင်နာရောက်တော့တချင်းကြီးတန်လို့ကြားလို့စိုင်းဘက်လှမ်းကြည့်မိတဲ့ချိန်ကိုတူးရင်နဲ့ဒိန်းကနေဖြစ်သွားတယ်မြင်လိုက်ရတာကကိုရဆိုင်ထဲမှာကိုရနေလို့ပုံစံနဲ့ထိုင်နေတဲ့မနွေနီဆက်ကြီးဆောင်ပြီးတချင်းတအေးအေးလို့ရင်ကိုရနေတာတရေဆိုတာတေချာပေါက်ပဲဆိုတော့ကိုတူးတက်တာမကြည့်ရတော့ပဲချက်ချင်းမျက်နှာလွှဲပြီးဆက်လျှောက်လာတယ်ကြောက်လို့တုံလို့ပြေးလည်းမပြေးနိုင်ဆိုတော့ခတ်တာပေါ့ဆိုင်အောင်ကြော်လာတဲ့ချိန်အနောက်ကနေရေကနေဖြက်သွားတာမြင်လိုက်ပေမဲ့မသိချင်အောင်ပဲစောင်းနေလိုက်တာခဏနေတော့အနောက်ကနေခုံဆွာလိုက်လာတယ်လို့ခြေတန်းရဲ့အပုံးနံဆူဆူကြီးရဲ့ရတော့တေးကြပြီငါးနောက်တော့လိုက်လာပြီပေါ့ဘလောက်ပဲစိတ်ထဲတင်လာတာကြောက်စိတ်ကြောင့်ဇောကျွေးတွေကလိုထွက်လာပြီးခြေထောက်တွေလက်တွေလည်းလေးလာတယ်ဒါနဲ့ပဲမုံမပြတ်အောင်ရှောက်လိုက်ရင်အင်းရှိကိုရောက်လာတယ်မိုးချုံနေပြီဆိုတော့အိမ်တကားတွေဝင်းတကားတွေကပိတ်ထားပြီးနေပြီဒီတော့မိမဖြစ်သူကိုလှမ်းអော်ပြီးခေါ်ရတယ်။အော်သာအော်နေရပြီမဲ့အတန်တွေကလည်းတော်တော်တုံနေပြီ။မိမကအေးချင်မိုးလို့နဲ့အိမ်တကားဖွင့်ထွက်လာပြီးခြံတကားနားရောက်ကနေမှတွန်းဆုပ်ဖြစ်သွားရင်ကိုတူရှင်းနောက်ကဘဲမင်းငယ်ခေါ်အမလီလုံးကြပါအောင်မိနွေနီတရေမာကြီးလို့អော်ပြီးအိမ်နဲ့ပြန်ပြေးပါလေရောအစကလေးကနောက်ကပါလာမန်တီလို့လမ်းနေတဲ့ကိုတူလဲမိမဖြစ်သူကအဲ့လိုကြီးអော်ပြီးပြေးသွားတော့လှဲတော်မကြည့်ရတော့ပဲခြံတကားဝါကနေကြော်တက်ပြီးအိမ်ထဲကိုပြေးဝင်တော့တာပဲဘယ်ကနေဘလို့ရောက်သွားမှန်းတော့မသိဘူးအထက်ရောက်တော့ရောက်ခမကမိမကိုနှာနှက်ပေးနေရပြီမိမမြင်လိုက်တာကကိုတူးနောက်ကနေသူ့ကိုလက်ညှိုးကြီးထိုးပြီးရက်နေတဲ့မနွယ်နီအရင်ကြည့်ပြီးမျက်လုံးကြီးပြူးထိန်နေအောင်စားမတက်ဝါမတက်ပုံစံနဲ့ကြည့်နေတာကြောက်တာပဲမဲ့ပါဇက်ကနေပြောနေတာကမယငယ်မကတေးရအောင်အိမ်ကြီးလိုက်လာတော့ရှင်ကဒုက္ခပေးရဲ့လို့တရေမနေတော့မလူဘူးငေါမောင်ထောင်ချရတာနင်တို့ကြောင့်ဘလိုတွေထိဖောက်ပြန်ခဲ့လို့ဟိုကတေးပြီးရအောင်စိတ်မကုန်သေးပဲနောက်ကလိုက်လာတယ်မသိဘူးနဲ့မဆိုင်တာတွေပြောငိုရင်ဇက်နာပြနေတော့ကိုတူးစိတ်ထဲတော်တော်လေးချင်သွားတယ်လူသက်တဲ့ကိုမောင်မကိုမမြင်မဲနင်းနာသေးဆုံးတဲ့သူကိုဒီလိုအာမနာပြစ်တယ်နေတော့တော်တော်လေးစိတ်ကုန်သွားတယ်ဒီလိုလေးကြောင့်ပဲကိုတူသူမိမနဲ့ကွဲတဲ့တီဖြစ်သွားတယ်အရင်ကလည်းတွေ့ကြရလုံးနဲ့သမုတ်ခဲ့ဆွဆွဲခဲ့တာကြီးလည်းပါတာပေါ့လေကွဲပြီးရတော့မယငယ်မကတီတာကိုခံပြင်းလို့ကျုပ်ကိုကြွာချနာတဲ့လေဆိုပြီးအပြစ်ဖို့နေတော့မယ်ကိုတူကတော့မနွယ်နီနဲ့သူဘယ်တော့မှမငြီးစွန်းဘူးကြောင်းမနွယ်နီကစကားရနေတော့မပြပြဘူးကြောင်းတစ္ဆာရေးတော့ပြီးကျင်းပြရဲကြောင်းပြောတယ်ကိုပြောကားနဲ့မကင်တီးခဲ့ရတဲ့ပြင်တီးပြီးရတော့မဟုတ်မကန်နေနဲ့စော်ကားပြောဆိုခံနေရတာမဖြစ်သင့်ဘူးထင်လို့တက်နိုင်သမျှရှင်းပြခဲ့တာပေါ့နောက်တစ်ခါကြုံရတာကကုန်းရဆိုင်နဲ့ဘေးကက်လျက်နေရာသုံးကက်တိုက်ကဦးမောင်အေးကညဆိုခေါင်မိုးတက်ကိုတက်ပြီးဝီစကီတောက်နေကြအဲ့ဒီညကလည်းထုံးစံတိုင်းခေါင်မိုးတက်မှာကလထိုင်နဲ့ထိုင်ပြီးဝီစကီတောက်ရင်ဟိုတွေးတီတွေးပေါ့အဲ့ဒီချိန်နားထဲမှာကြားလာရတဲ့တန်ကကဲပါအောင်ကဲကြပါအောင်ဆိုပြီးမိုးစံကြီးနဲ့အော်နေတဲ့ဖြည်းဖြည်းလေးအတန်မျိုးကြားရတယ်အတန်ကအောက်ကလာတာမဟုတ်ပဲဘေးနားဝင်းကျင်ကလာနေတယ်လို့ဆိုတော့ဦးမောင်ကြီးဘေးဘက်ကိုလိုက်ကြည့်မိတယ်အပင်တွေကလွဲလို့ဘာမှမရှိဘူးပြီးတော့အဲ့ဒီနားမှာတူးတိုက်တိုက်ပဲအမြင့်ဆုံးဆိုတော့ဘေးနားမှာကအချို့ပင်ထိပ်ပြားတွေကလွဲဟာလာဟင်းလည်းမမြင်ရတာဒါနဲ့ပဲစောက်တော့နေရင်မျက်လုံးတောင်းကနေလှုပ်တခုမြင်ရတယ်အစာကတော့သတိမထားမိပေမဲ့
နည်းနည်းကြာတော့မှသတိထားမိပြီးလှည့်ကြည့်လိုက်မိတယ်မျက်မှန်မပါပဲကြည့်တော့အဝါရောင်လုံးလုံးလိုဟာကြီးပဲမြင်ရတာမလို့ဦးမောင်ကြီးစိတ်ထဲမိုးပြန်ပူပေါင်းပင်မညှိနေရဲ့လို့ပဲထင်လိုက်တာတေချာပြန်တွေးကြည့်တော့မှဘောလုံးကဒီလောက်ကြီးကြီးစရာအကြောင်းမရှိပါဘူးလို့တွေးမိပြီးတေချာမြင်အောင်မျက်မှန်တက်ပြီးပြန်ကြည့်တော့မှအလိုလေးမြတ်စွာဘုရားကိုမျက်လုံးကိုမယုံနိုင်လို့ဦးမောင်ကြီးစက္ကန့်ပိုင်းလောက်ထိပြုတ်ပြဲကြည့်နေမိတာတပင်ထိပ်ပြားနာမှာလေးဘောဝဲပြီးမလုံမရှက်ကြီးရက်နေတဲ့မနွယ်နီသူ့ကိုဦးမောင်ကြီးစိုက်ကြည့်နေတာလဲတီးရောလက်ရက်ပြပြီးမျက်လုံးပြူးကြီးနဲ့ခေပါအောင်လို့တလုံးချင်းပြောတယ်မထင်ထားတဲ့ပုံစံနဲ့တရေချောက်ခံလိုက်ရတာဆိုတော့ဦးမောင်ကြီးတောက်ထားလို့ရီဝေဖြစ်နေတာကြီးတော့ဘယ်ရောက်သွားမှမသိဘူးချက်သေးသေးပြီးတန့်နေတော့မှဟိုကတရေမှမနွယ်နီကလေးဘောဝဲကြီးတိုင်းတရွေ့ရွေ့တိုးလာနေပြီရှီကိုတိုးလာလေမျက်နှာကြီးတေချာမြင်ရလေဖြစ်ချင်းပြူးထိန်နေတဲ့မျက်လုံးတွေနဲ့အကြည့်ချင်းစုံပြီးတော့မှသတိဝင်ပြီးမဖြစ်တော့ဘူးပြေးမဟာဆိုတဲ့အတွင်းနဲ့ပလင်းလေးသာကောက်ပြီးတကြိုးလေးလစ်တော့တာပဲအဲ့ဒီနေရာစားပြီးအိတ်ခါနေတိုင်းနားထဲမှာမနွေနေရဲ့ကဲကြပါအောင်ဆိုတဲ့အတန်ကြီးပဲကြားရောင်ပြီးအေးအေးပြရတာကိုဘယ်နှညာမှမသိဘူးပြီးတော့လာတော်ကြကြအထိဦးမောင်ကြီးခေါင်းမိုးတက်မတက်ရဲတော့ဘူးတဲ့နောက်တစ်ယောက်ကမနွေနေရဲ့ရောင်မအကိုရဲ့မိန်းမမနွေကြီးအကိုတို့ကရောက်မအိမ်မှာနေတာမလို့မိဘအိမ်ကိုတခါတလေကိစ္စကြီးငယ်ရှိမှညလာအိတ်တက်တာအဲ့ဒီနေ့ကလည်းနောက်ရက်အငယ်ဆုံးကောင်လေးရဟန်းခံမှာမလို့အိမ်မှာညအိတ်ကြတာအိတ်တဲ့ခန်းကလည်းမနွေနီရဲ့ခန်းမှာမနွေကြီးကလည်းတရေချောက်တာကိုမသိဘူးမဟုတ်ပေမဲ့သူ့ကြံနေသူအိမ်မှာကမောင်နှမနေတဲ့မိန်းကလေးဆိုတာမရှိတော့မနွေနီရဲ့အဝတ်စားသုံးဆောင်နေပစ္စည်းရတွေကိုမနွေကြီးတယောက်လိုချင်မျက်စိရှိနေတာမနွေနီဆင်ပြေနေတော့ကဆိုရင်လာတိုင်းဖုန်းဆက်ပြီးတက်ပူစားလိုက်တွယ်ဝိုက်ပူစားလိုက်နဲ့မရိုးရအောင်မနွေနီကလည်းတယောက်တည်းရှိတဲ့ရောင်းမကိုဝစ်စိတ်စားစေချင်လို့လိုက်မယ်ထင်တာကောင်းမယ်ထင်တာတွေတွေ့ရင်အမြဲဝယ်ထည့်ပေးနေကြအသက်ဝယ်မပေးပြရင်တော့တစ်ခါဝက်နှစ်ခါဝက်အတန်လေးကြီးဆိုပြီးပို့ပေးတတ်သေးတယ်ဒါပေမဲ့မနွေနီနေမကောင်းမဲပြန်လာတဲ့အချိန်မှာစံပြုတ်တစ်ခွက်တောင်မရောက်ပဲမသိချင်အောင်ဆောင်းနေခဲ့တဲ့အပြင်မတရီရလိုမခေါ်မပြောချင်တာလိုနဲ့ရှောင်းပဲလုပ်တယ်ဒီတော့ပြောရရင်မနွေကြီးကအရင်ကတည်းကမနွေနီရဲ့ပစ္စည်းရတွေကိုလိုချင်မျက်စိရှိနေပြီးသားအခုလဲအခွင့်ရတဲ့ခိုင်မနွေနီရဲ့ဗီဒီယိုတွေတက်တာတွေကိုမှွေနှောက်ပြီးလိုချင်တာယူဖို့ကြံထားတာအဲ့ဒီလိုနဲ့မဲခင်အကုန်လန်လောရှာဖွေပြီးယူမဲ့ဟာမှန်သမျှကိုတုတ်တည်းထည့်ထားလိုက်တယ်အဲ့ဒီလိုနဲ့ညအိတ်တော့12နာရီထိုးဖို့10မိနစ်လောက်အလိုကလေးကခွေးတွေကအင်းရှိမှာဆက်ငင်ဦးနေတာကိုလဲကိုဟောင်းနဲ့ပေါ်လုံးညံနေတော့အိတ်ဆက်တဲ့မနွေကြီးနိုးလာတယ်နိုးလာပြီးပေါ်သွားညံမဲ့တယောက်တည်းလည်းမသွားရဲယောက်ျားဖြစ်သူကိုလည်းမနိုးချင်တာနဲ့ချိတ်မိန်ပြန်အိတ်ဖို့ပြင်တယ်အဲ့ဒီချိန်ချေင်းကတန်တက်တာကိုလက်သွင်းနဲ့ချက်နေတယ်လို့တချစ်နဲ့အတန်ကြားရတယ်တေချာနာဆွင့်ကြည့်တော့တယောက်ရှိနေတယ်လို့အသက်ရှူတန်ပြင်းကြီးကြားရတာအသက်ရှူတန်မှာရိုးမဟုတ်ဘူးဒေါသထွက်နေတယ်လို့ခက်ပြင်းအတန်မျိုးပြီးတော့ဘီယိုလက်စစ်နဲ့ခောက်နေတယ်လို့ကတောက်တောက်နဲ့အတန်ကြားရတယ်အခန်းတကာကချက်ထိုးထားတာမလို့ဘယ်သူမှဝင်လာတာမဟုတ်မှန်းသိနေတော့မနုကြီးလမ်းစာပြုတ်နေပြီည7တဲ့နောက်ပိုင်းကလေးကမီးရလည်းပြက်ပြီးဆိုတော့တိမ်လုံးလဲမှောင်ပိန်းနေတာခေါင်းရင်ဘေးမှာတမီးရှိနေပေမဲ့လည်းဖွင့်မကြည့်ရသေးပြန်ဘူးတောင်းလောက်နေတော့အိယာဘေးကိုတခုခုရွေ့လာတဲ့အတန်ကြားရတယ်အတန်ရက်သွားတဲ့နေရာကမနုကြီးရဲ့ဘေးနားမှာတင်ဆိုတော့မနုကြီးကြက်သိန်းတဖြည်းဖြည်းထနေပြီပြီးတော့အဲ့ဒီနားကနေထွက်လာတဲ့အတန်ကတဲ့အေးတတိတ်ခင်းနဲ့အသက်ရှူကျက်နေတယ်လို့အတန်မျိုးပြီးတော့နောက်ဆက်တွဲထွက်လာတဲ့အတန်ကနုကြီးငါ့ကိုကဲပါအောင်ဆိုပြီးခက်အေးထွက်လာတဲ့မနွေနီရဲ့အတန်မနွေကြီးကများအသက်တောင်မယူရတော့ပဲဇောကျွေးတွေပြန်လာတယ်အဲ့ဒီလိုဖြစ်နေတော့ခုနကတအေးရဲ့အတန်ကနေတဖြည်းဖြည်းနဲ့တဟင်းရေတံဖြစ်သွားတယ်စတိုင်းဆိုသလိုဦးလိုက်သွေးလိုက်ရေးပြီးမှတကူမှတင်နာမလို့ပြောပြီးစပင်ကိုတစ်ချက်အားနဲ့ဆောင်းဆွဲခံလိုက်ရတာမနုကြီးတော်တော်နာသွားပြီမြဲအာကနေပဲအတန်ထွက်နိုင်ပြီးမော်ရဲအဲ့ဒါပြီးတော့
လုံးဝတိတ်ဆိတ်ပြီးငြိမ်ကျသွားပြန်ရောမနုကြီးကြောက်လန့်ပြီးငြိမ်ကျနေတဲ့အချိန်ဘေးကနေခါကိုလာပတ်တော့သမီးပဲလို့ထင်ပြီးပြန်ဖတ်ထားလိုက်တယ်စပင်းရှိပြီးတော့ဆန်းလိုက်မိသေးတာနည်းနည်းကြာမှမနုကြီးသတိရတာကသမီးကသူ့ဘွားနဲ့သွားအိတ်နေတာယောက်ျားဖြစ်သူကလည်းစပင်ကပိုကီတတာပဲရှိတာဒါဆိုဒီစပင်ကြီးကဘသူစပင်နေလဲဆိုပြီးသူရနှထင်သည့်စောင်းတက်တယ်လို့ဒုံကနေဖြစ်သွားတယ်စိတ်ထဲထင်တော့ထင်တာရှိနေပေမဲ့မနုကြီးတီးဘူးတလောက်ကတရေဆိုတာလူတွေနားတက်ရင်ပူလို့မကတ်နိုင်ဘူးလူတွေကိုထိလို့မရဘူးလို့ပဲတည်ထားခဲ့တာဆိုတော့ဟုတ်ပါမလားနဲ့တွေးစားဖြစ်နေရင်မှာပဲဘေးကဓမီတာယူပြီးမီးနဲ့ထိုးကြည့်တော့လောက်ကြပါအောင်ကဲကြပါအောင်ဆိုပြီးမနုကြီးတယောက်អော်လိုက်တာမှအာကောင်ချစ်ပြီးဝမ်းကောင်းတိုင်နဲ့ကိုអော်တာဘာမြင်လိုက်လို့အဲ့လောက်ကြီးអော်ရတာလဲဆိုတော့မနုကြီးရဲ့ရင်ဝင်နေရလောက်ကနေခေါင်းကြီးမော့ပြီးကြည့်နေတဲ့မနွယ်နေမျက်လုံးပြူပါးစပ်အဟောင်းသားနဲ့ဖိုးရောင်ပြနှမ်းပြီးမော့မော့ကြီးလှုပ်ပြနေတာတရေကိုအနီးချက်မြင်အောင်သာမကအပြန်လမ်းမှာဖတ်ထားလိုက်သေးတာဒီတော့အော်ပြီပေါ့လိပ်ပြလွင့်ညင်စရာကောင်းမိမယ်မနုကြီးတယောက်ကန်းကောင်းလို့လိပ်ပြမလွင့်မယ်သတိလေးအောင်လောက်ပဲဖြစ်သွားတယ်သတိကလက်တာနောက်ရက်အပြန်ကြားညကထုတ်ထားတဲ့မနွယ်နီအင်ကြီးပစ္စည်းအပါယူသွားသေးတာဆိုတော့ကြောက်တော့ကြောက်တယ်မကြောက်ဘူးဆိုတဲ့သဘောနောက်တစ်ခါကျရက်ွက်ထဲကလူပြိုပေါက်မောင်ကောင်းကြုံခဲ့ရတာလူပြိုပေါက်ဆိုတော့ညဆိုရွယ်လူတွေဆိုင်ကယ်ကိုစီနဲ့လက်ရလှုပ်တတ်ကြတယ်တရက်မောင်ကောင်းတယောက်မိုးချုံမှလက်ဖေးရီဆိုင်ကနေဆိုင်ကယ်နဲ့ပြန်လာတာဆိုင်တိုင်းရင်ကောင်းမလေးတွေကိုငမ်းပြီးမျက်စိစာကျွေးခဲ့တာဆိုတော့စိတ်ကလည်းရွှင်လန်းနေတာဒီတော့လေးလေးတချုံချုံနဲ့ပေါ့အဲ့ဒီလိုနဲ့ကုန်းရဆိုင်ကြောလောက်ရောက်တော့နောက်ကနေဟိုရဲဆိုတဲ့တန်မျိုးကြတော့ခွေးလိုက်ဆွဲတာများလားဆိုပြီးအလန့်တကြားနဲ့လှည့်ကြည့်မိတယ်မြင်ဝဲနဲ့ရှောက်လာတာကခွေးမဟုတ်ပဲကုန်းကုန်းကြီးရှောက်ရင်ရှာတွဲလောင်းကြီးနဲ့လိုက်လာနေတဲ့မနွယ်နီဒီတော့တရေလိုက်ပြီးဟာဆိုပြီးဆိုင်ငယ်ကိုတကုံမောင်းပြီးပြေးတော့တာပဲဒါပေမဲ့မျက်လုံးတောင်းကနေမြင်နေရတော့မလို့မနေနိုင်တာနဲ့လှည့်ကြည့်မိလိုက်ပြန်တယ်နောက်ကနေလေးဘက်ကုံကြီးတိုင်းတလွားလွားနဲ့ပြေးလိုက်လာရင်တဟီဟီလိုက်ဟောရဲလှုပ်လိုက်နဲ့ချက်သိမ်းထစရာပုံစံကြီးနဲ့တရေမှမနွယ်နီဒီတော့မောင်ကောင်းလဲပါဇက်ကနေဝူဝဝတွေအော်ပြီးလွတ်ရင်ပြီးရောဆိုတဲ့သဘောနဲ့ဆိုင်ငယ်လေးပါကိုမိုင်းကုံဆွဲပြီးမောင်းတော့တာပဲမောင်ကောင်းဖြစ်ကတော့ဆိုင်ငယ်လေးလိုက်ရင်မတက်မတာမလို့တကယ်ကိုမတီကောင်းမပြောက်ကောင်းလို့ပြောရမှာပေါ့ဒါတွေကတော့မနွယ်နီ6လမ်းခဲ့တဲ့ထဲကအထင်ကြီးဖြစ်တယ်ပေါ့စုံပြီးတနေ့ကျော်အထိကိုမနွယ်နီ6တဲ့တဲ့ကဟိုးလေးတကျော်ဖြစ်နေတော့မယ်နောက်ပိုင်းတော်တော်ကြာတော့မှအငယ်ဆုံးမောင်လေးကိုအိမ်မက်ပေးလာတာကဒီလိုအမကိုမကောင်းတဲ့သူတွေကခိုင်းစားဖို့လုပ်နေပြီမလိုက်သွားခြင်းမူအဲ့ဒါအမအတွက်အလှလှအမျှဝေပေးပါဒီလောက်ွယ်လာဖမ်းကြတော့မှမလို့လာမကွယ်ခင်လှုပ်ပေးပါဆိုပြီးအိမ်မက်ပေးလာတာအငယ်ကောင်းလေးတရားသလောက်လဲဒီအပိုင်းရက်ွက်ထဲမှာအောက်လန်းသမားမိန်းမတယောက်ခြေရှုပ်နေတယ်ဆိုတော့ကိစ္စနှစ်ခုကိုဆက်ပြီးအမအတွက်စိတ်ပူသွားတယ်ဒါနဲ့ပဲမိသားစုတွေနဲ့တိုင်ပင်ပြီးမနွယ်နီအတွက်လာမကွယ်ခင်အမြန်စီစဉ်ပြီးအလှလုံးအမျှဝေပေးလိုက်တယ်တကယ်လည်းအဲ့ဒီနောက်ပိုင်းမနွယ်နီကြောင့်6လန့်တဲ့မျိုးမကြားရတော့ဘူးလေဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီခင်ဗျာ